salmon steak နဲ့ရက်လိုက်တခြား menu တွေကို 50% off promotion နဲ့ drink တွေ buy one get one ရပြီး in lake view ကိုငေး indoor outdoor luxury ဆန်ဆန်ထိုင် chill လို့ရတဲ့ restaurant တစ်ခုရှာတွေ့ချင်ချစ်လောက်ဒီဆိုင်မှာစားတော့ package တွေလည်းအများကြီးပဲဆိုတော့ရှုံးဘယ် package လေးရွေးထားပြီး package ထဲမှာဘာတွေပါလဲဆိုတာကိုနောက်သွားမဲ့သူတွေအတွက်ရှင်ဒီ vlog လေးနဲ့ပြပြပေးထားတယ်နောက်တစ်ခုဒီဆိုင်ရဲ့အသားချက်က whisky စစ်စစ် wine စစ်စစ်ကြိုက်တဲ့သူဆိုလို့ရှိရင်တော့လုံးဝကိုမှတ်ထားတဲ့ဆိုင် wine မျိုးစားပေါင်းလည်းမနေဘူးရှိရယ် whisky မျိုးစားပေါင်းလည်းမနေဘူးရှိရယ်ပလင်းလိုက်လည်းရတယ်လို့ဒီလို one glass ချင်းစီရတော့လည်းအဆင်တော်ပြေအဲ့ဒါကိုမှ happy hour 9နာရီကနေည7နာရီခွဲဆိုင်ပိတ်ချိန်အထိကို buy one get one ပေးနေရပြောမယ်ဆိုသူစီရရရဲ့ menu တွေနဲ့ wine လေးတောက် whisky လေးတောက်ရင်ဒီ view ကိုကြည့်ရတဲ့ feeling ကတော်မိုက်ချက်3000နဲ့ပေါင်ချ3ယောက်လက်ဆောင်ပေးမှမလို့ဒီ post ကို like and share လုပ်ပြီး comment မှန်ခဲ့နော်ဒီ salmon street view ဆိုတော့လေ package ထဲမှာပါဘူးဒီ tasty ရဲ့ 50% off menu လေး salmon လေးကိုဒီလို street view လေးနဲ့ကြွေးစားရဲ့အရာတောင်တော်လေးသဘောကျပေမဲ့ရှုံးချွတ် salmon ကအ little try ဖြစ်တယ်လို့ရှုံးခံစားရတယ် overall ကတော့တော်လေး fine တယ်လို့ပြောလို့ရတယ်သူရဲ့ဈေးနှုန်းက 50% off နဲ့2000ကျော်ပဲကြာအားကြောင့် salmon လေးနဲ့ wine လေးနဲ့ဒီလိုလေးစားရတာသဘောကျရဲဆိုရင်ကြာတာပလင်းလေးသွားတော်လေးတက်တာကဲလာပါပြီရှုံးအဓိကယူရတဲ့ hot party package အကြောင်းပြောပြမယ်သူကအခုရှုံးစားနေတဲ့ sausage platter တပွဲပါ platter ထဲမှာ sausage 3မျိုးရယ် mashed potato ရယ် veggie ရယ်3မျိုးပါ sausage quality ကိုကောင်းကောင်းသုံးပြီးရစားရစိတ်ကျဉ်မှုအပြည့်ပဲ mashed potato လေးကလည်းနူးညံ့ပြီးတော့ smooth ဖြစ်တယ်ဒါကတော့ရှုံးဒီလေးတောက်တဲ့ wine ပလင်းလေးပေါ့နော် package ထဲမှာ wine တော့မပါဘူးတိုးပေမဲ့ cocktail ကြတော့ပါ cocktail မှမဟုတ်ဘူးဘီယာတောက်ချင်တယ်ဆိုလို့ရှိရင်လည်းဘီယာ happy hour အတွင်းကို buy one get one ရသေးတယ် hot party package ထဲပါရင်နောက်တစ်ခုက oven baked pizza bread လည်းပါတယ် pizza bread ပပလေးကိုမှ a little less spicy ဖြစ်ပြီးခပ်ပေါ့လေးစားရတယ် drinks ကတော့ဘာနဲ့တွဲတောက်လိုက်တယ်သူ့ကိုလာချချင်းပူလေးစားဖို့ပို့ပြီး recommend ပေးရပြီးတော့ဒီ hot party package လေးကကြောင့်လူရရဖြစ်4ယောက်လောက်တော့ share စားလို့ရတယ်သူ hot party ဆိုတဲ့နာမည်နဲ့လိုက်အောင်သူကparty မသွားခင်မှာ snack အနေနဲ့ပေါ့ပစားလို့ရအောင် package လေးနဲ့လုပ်ထားတာပေါ့နော် spicy chicken wing လေးကိုပုံမှန်ပဲသူက spicy barbecue sauce လေးနဲ့လုံးထားတာဒါပေမဲ့သူ့ရဲ့အထက်ကအသားကတော့ကြော်ထား juicy ဖြစ်တယ်အတန်လေးကလည်းမွမွေးလေးနဲ့ taste လေးတော်ကောင်းတယ်စက်ကြော်ဆိုတာနဲ့ alike ဆုံးကတော့ဘီယာပဲဘီယာနဲ့ chicken wing ကဘလို့မှခွဲလို့မရအောင်နောက်တစ်ခုက fish and chip သူက main course အနေနဲ့မသွားရဘဲနဲ့ appetizer အနေနဲ့ပဲသွားထားတယ်သူက butter fish ကိုဘီယာရဲ့ဆိုတာနဲ့ bread လောက်ထားပြီး sauce လေးကကြောက်ရိုးတက်တာဆောမဟုတ်ပဲနဲ့စီယာရှာတက်တာဆောလေးနဲ့တူစားရတာနောက်တစ်ခုက garlic shrimp with lemon သူက shrimp ကို white လို့ Italian basil garlic lemon juice တို့နဲ့ stir fry လုပ်ထားအနံ့လေးကလည်းမွမွေးလေးနဲ့စားနေရအောင်မကုန်ချင်ရှုံးအခုနောက်ဆုံးစားမဲ့ Kua salmon salad လေးက package ထဲမှာမပါဘူး chef ရဲ့ recommend menu လေးဒီ salad ထဲမှာပါတဲ့ salmon က beef နဲ့24နာရီရေကတဲ့တိုင်မှာ Kua လုပ်ထားတာလို့ပြောတယ်အာလူရဲ့ friend ဘင်းနေငုံဝင်နဲ့ design style လုပ်ထားရတယ် dressing ကကြောက် vinaigrette dressing နဲ့ master dressing နှစ်ခုပေးတာတယ်သူ dressing ကိုလုံးဝကစီနေရွှဲလေးနဲ့ကိုမှရတာလေးလည်းတမူထူးခြားနေရောစားခဲ့ဘူးတည်း salad တွေမှာအကြိုက်ဆုံးသဘောကျဆုံးမလို့ break ထဲတပကံလုံးကိုအောင်ထိုင်စားခဲ့ဒီ restaurant လေးကိုနောက်ထပ်သဘောကျတာထိုင်ရရဲ့ vibe ပြီးတော့သူ့ရဲ့ view လေးကလည်း Inner Lake view လေးကိုမှ indoor outdoor နှစ်ခုရှိရ indoor မှာလည်း easy ပြီးတော့ luxury ဖြစ်တယ် outdoor မှာထိုင်မယ်ဆိုလို့ရှိရင်လည်းအပြင် view လေးငေးရင်းနဲ့တော်လေးမိုက်ဒီဆိုင်ကဖွင့်တာလည်းမကြသေးဘူးသူကအရေးကြီးတဲ့တွေကိုအခက်မှုတော့ပဲဖြစ်ဖြစ်ရီစားလေးနဲ့ပဲတိတ်တင်လုံးတငယ်ချင်းတွေမိသားစုတွေပဲလာအဆင်ပြေတဲ့ဆိုင်လေးမလို့ share လုပ်ပေးလိုက်တယ်ဆိုင်လေးက Inner Lake Hotel ဝင်းထဲမှာရှိရဲ့ Antigui ဆိုတဲ့ဆိုင်လေးနော်